အားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်ဦးဒီ channel မှာကြိုဆိုပါရစေကျွန်တော်ရဲ့ဒီမှာတစ်ပတ်စာမပြောပတ်သေးရတော့ကျွန်တော်ဒီမှာ2156နော်မပြောပတ်သေးပါ93ညတော့3ရက်တွင်တစ်လုံးချင်းစီလာပါလိမ့်မယ်ဗျာနော်အခုဒီတန်းနေရတော့ဒါအပိခွေ2ချိန်စီလောက်လာနိုင်ပါတယ်ပြီးတော့ဒီလိုအထက်အောက်ကလည်း4ချိန်လောက်လာနိုင်ပါတယ်ဗျာနော်ကျွန်တော် channel ကြည့်နေလေးသိပါတယ်ဗျာနော်အဲ့တော့ဒီကနေလည်း high လို့ရပါတယ်ဗျာနော်ကျွန်တော်အများကြီးတင်တဲ့အတွက်ကျွန်တော်တင်လိုက်တွေ့အောင်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့ဗျာနော် like share ခြင်းဖြင့်လည်းကူညီပါဗျာနော်ဒါလေးကိုလည်း screenshot ရိုက်ထားပါဗျာဒီမှာတစ်လုံးတင်ပေးပါမယ်ကျွန်တော်ဒီတင်ရနေထွက်ပြီးတာနဲ့ကျွန်တော်နောက်ဒီ၄ချိန်တွင်ထိုးလို့ရအောင်ပေါ့နော်၄ရက်တွင်ထိုးလို့ရအောင်ကျွန်တော်ပတ်သီးတစ်လုံးတင်ပေးပါမယ်ဗျာအဲ့ဒါလည်းထွက်ပါတယ်ဗျာနော်ကဲကျွန်တော်ဒီလာယူရဲ့လူကလည်းကျွန်တော် free web ပေးပါတယ်ဗျာနော်အားလုံးဆန္ဒချင်းလာယူကကျွန်တော်အမြဲတမ်းလည်းမမှန်ပါဘူးဗျာနော်အမြဲတမ်းလည်းမမှားပါဘူးဒါလေးတော့သိထားဖို့လိုပါတယ်နော်အဲ့တော့မိတ်ဆွေတို့အနေနဲ့ချိန်စာပြီးထိုးလို့ရအောင်ကျွန်တော်တင်ပေးခြင်းဖြစ်ပါတယ်နော်ကျွန်တော်ဟာလေးနဲ့မိတ်ဆွေတို့မရှိနေတဲ့ကီးလေးတွေနဲ့နော်ဝမ်းချင်းလေးတွေနဲ့အဲ့လိုချိန်စပြီးထိုးလို့ရအောင်တင်ပေးတာပါဟုတ်ပြီဒီနေ့မနေ့တော့ကျွန်တော်ထိုးပွဲထုတ်ထားလေးတော့ရှိတယ်ဗျာနော်ကျွန်တော်20 size ရပဲပါနော်ကျွန်တော်20ရတော့မပြတော့ပါဘူးနော်အဲ့ဒီမှာကျွန်တော်ရဲ့ဒီမှာ2ကုန်းလောက်ပိတ်ဖန်တာပါတယ်နော်ညနေပိုင်းကိုတော့ကျွန်တော်ဒီမှာ1ကုန်းလောက်ပိတ်ဖန်တာပါတယ်20 size ရပေးတာပါအဲကျန်းကျက်သက်ပဲဆိုရင်ထိုးပါ20ရတော့ကျွန်တော်မပြသေးပါဘူးနော်မပြတော့ပါဘူးနောက်ရက်ဒီကျမှကျွန်တော်တင်နိုင်ကြိုးစားပါမယ်ဒီမှာကျွန်တော်ဒီနေ့မနက်ကကျွန်တော်2ကုန်းလောက်ပိတ်ပါနော်နှစ်ကိုပို့ကြိုက်ပါတယ်ဗျာနော်နှစ်ကိုပို့ကြိုက်ပါကျွန်တော်90ညနဲ့ကတ်ထားပါတယ်ဗျာနော်ဒါလေးကတော့ပေါ့ဒါလေးကထူးပေါ့ကျန်းကျက်သက်တော့ထိုးပါဗျာကျွန်တော်ကိုကတော့ဒီမနက်ကိုတိတ်မကြိုက်ပါဘူးကျွန်တော်မကြိုက်တာပါဗျာနော်မိစလုံးကြိုက်ရင်တော့ထိုးလို့ရပါတယ်အဲ့ဒါမှနေကုန်ကြီးကတော့ဒီမှာ9618ရှိပါတယ်ဒါလေးကိုလည်းကီးအနေနဲ့ထိအောင်ထိုးပါတခါကျလည်းပြီးထွက်ပါတယ်ဗျာနော်ညနေပိုင်းကတော့ကျွန်တော်1ကုန်းနောက်ပြီးဖန်တာပါတယ်ဗျာနော်အဲ့မိစလုံးအနေနဲ့ရှိတဲ့နော်ချိန်စာပြီးထိုးပါမိစလုံးမှာရှိတဲ့ကီးဝမ်းချင်းနေနဲ့ဒါလေးနဲ့ကတ်ထိုးခြင်းလည်းရပါတယ်နော်ကဲအားလုံးပဲအဖွင့်နေမနက်မှာနော်အဖွင့်နေမနက်မှာအဆင်ပြေကံကောင်းကြပါစေဗျာနော်ဒါလေးကိုလည်း subscribe လေးရိုက်တာပါနော်ဒီ channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့ဗျာနော် like share ခြင်းဖြင့်လည်းကူညီပါကျေးဇူးတင်ပါတယ်ဗျာနော်အားလုံးပဲအဆင်ပြေကြပါစေဗျာ